ဗုဒ္ဓဟူးနေ့ကုန်1 ရှစ်ကီဆိုပြီးပေးလိုက်တာမနေ့ပိုင်းညနေ6ရှိဆိုပြီးထွက်သွားခဲ့တဲ့အတွက်ဆရာရွှေတောင်တိုင်းရဲ့အညိုတွေကတော့အချီကြီးကိုပဲပွားသွားကြပါပြီကဲမနေ့ပြန်ကြတာရီနေမှာလေပဲဒီနေ့ဗုဒ္ဓဟူးနေ့လိုမျိုးကိုအချီကြီးပွားတဲ့နဲ့ဆိုရင်ဆရာအခုအမာကြီးထပ်ပြီးတော့ပေးပါမယ်ဆရာအနေနဲ့တခုပြောချင်တာကပါတယ်ဆိုတော့ဆရာမှာနှစ်ပတ်တီကြံပါသေးတယ်နှစ်ပတ်တီကတော့ဂျာတာဘရင်းညနေပို့ပြီးတော့အားကောင်းတာကိုတွေ့ရတာဖြစ်တဲ့အတွက်ဘာဝဲပြောနှစ်ပတ်တီကိုရှေ့ပတ်ထားတာပါနှစ်ပတ်တီတဲ့ကဆရာရဲ့မွေးကနန်း၅ခွက်ကိုလည်းပဲဆရာတင်ပေးထားပါတယ်ဆရာရဲ့မွေးကနန်း၅ခွက်ကတော့နှစ်ပတ်တီတဲ့ကနှစ်1နှစ်3နှစ်5နှစ်9နှစ်9ဖြစ်ပါတယ်ပြီးတော့ဒီနေ့ဆိုတော့မနေ့ပြန်ကြတာရီနီပေါ့နော်မနေ့ပြန်ကြတာရီနီအတွက်ဆရာရဲ့ဒီနေ့လိုမျိုးမှန်တဲ့အမာကြီးကတော့168အမာကြီးပဲဖြစ်ပါတယ်ဆရာအနေနဲ့ဒီ168ကြီးကိုခုခပ်ဖို့ရှိနေတဲ့နှစ်ပတ်သီးနဲ့တွဲပြီးတော့ကစားစေချင်ပါလေဒီဆရာအနေနဲ့ကြိုက်တဲ့ main ကွက်ကတော့nick တကွက်သေးကိုအပိုင်ကြိုက်တာဖြစ်တဲ့အတွက်မနေ့ပြန်ဆရာမျိုးရီကီးကိုလည်းပဲအပိုင်ဘက်ကီးကိုကဲဆရာမျိုးရီလုံးဝရှိလို့ရှိရင်လည်းပဲကတ်ထိုးရပါတော့လုံးဝမရှိဘူးဆိုလို့ရှိရင်ဆရာအခု main ကွက်ပြောမယ်နော် main ကွက်ကနှစ်နှစ်6နှစ်8ရန်ခွက်အနေနဲ့ဆိုလို့ရှိရင်တော့168ဆိုပြီးတော့ရန်ထိုးထားကြပါတဲဆရာရဲ့အမျိုးတွေငွေကြေးပြည့်စုံပြီးငွေတော့ကြီးပိုက်နိုင်ကြတဲ့ဘက်ဖြစ်နိုင်ကြပါစီ